တင်းအနေနဲ့မနက်ဖာကိုမဖားပဲကြော်လိုက်တာကတင်းအတွက်အချိန်ကုန်တက်တာဖေးမယ်ဝေးချဖို့အထောက်အကူပြုဖေးမယ်လို့ထင်ရင်တော့တင်းပြန်ဖင်းဖားဖို့လိုပါပြီတကယ်တော့တင်းကနေ့လယ်ပိုင်းမှာပင်မနှမ်းနွယ်နေတာဖိတ်တူလွယ်တာဒါမှမဟုတ်ကိုယ်အရေးနေတာကိုရန်ဖြစ်ချင်ဖိတ်ပေါက်နေတာမျိုးတွေကအဓိကမနက်ဖာမဖားလို့ဖြစ်နိုင်ပါတယ်မနက်ဖာကြော်တာကဘာမှမဖြစ်နိုင်ဘူးလို့တင်ထင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဖုန်းအောင်ကြည့်လိုက်အောင်နော်မနက်ခင်းမှာမနက်ဖာမဖားတာကတင်းရဲ့ခန္ဓာကိုယ်တိတ်တဖိတ်ဘလို့ဒုက္ခပေးနေတယ်လဲဆိုတာကိုဖော်ပြပေးသွားပါမယ်လူအများစုကအလုပ်များနေလို့ဖြစ်စေဒါမှမဟုတ်ဘိုက်မဖာလို့ပဲဖြစ်စေမနက်ခင်းမှာကော်ဖီတစ်ခွက်တည်းနဲ့ပြီးစလဲသွားတာအချင်းဖြစ်နေကြတယ်ဒါပေမဲ့မနက်ခင်းမှာတစ်ခုခုကိုဖားပေးလိုက်ရုံနဲ့တင်းရဲ့ဖိုင်းရင်တွေကိုပြန်လည်ဖြစ်တင်းပေးနိုင်တယ်ဟော်မုန်းတွေကိုလည်းတည်ငြိမ်စေနိုင်တယ်အာယုဖူးဖိုင်းမှုကိုလည်းအားကောင်းစေပြီးတော့ရေရှည်မှာကျန်းမာရေးပြဿနာတွေကိုပါကာကွယ်ပေးနိုင်တယ်လို့ပြောရင်ရောတင်ဘယ်လိုထင်ပါသလဲဒီနေ့မှာတော့မနက်ဖာကိုကြော်လိုက်တဲ့အခါမှာတင်းရဲ့ခန္ဓာကိုယ်ထဲမှာတကယ်တမ်းဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာနဲ့ဒီအလေးကျင့်လေးတစ်ခုကိုပြင်ပေးလိုက်ရုံနဲ့တင်းရဲ့တစ်နေ့တာလုံးခံစားချက်တွေလှုပ်ဆောင်ချက်တွေကဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုဖော်ပြပေးသွားပါမယ်ဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့တင်းရဲ့ခန္ဓာကိုယ်မှာမနက်ခင်းမှာတကယ်ဘာတွေလိုအပ်နေလဲဆိုတာနဲ့တင်ဘာတွေဖားပေးတင်လဲဆိုတာကိုတိတိကျကျဖော်ပြသွားပါမယ်မနက်ဖာကတကယ်တမ်းဘာကြောင့်အရေးကြီးရလဲမနက်ဖာကတနေ့တာလုံးရဲ့အရေးကြီးဆုံးအဖားဖာဖြစ်တယ်လို့ဖိုယိုစကားကိုသင်ကြားဖို့မှာပါအားလုံးကဒီလိုပြောနေကြပေမဲ့ဘာကြောင့်တကယ်တမ်းအရေးကြီးရလဲဆိုတာတော့ဘယ်သူမှတည်တည်ချာချာမရှင်းပြကြအောင်သင်အိပ်ပျော်နေတဲ့ည9နာရီ10နာရီအိပ်ပျော်နေတဲ့အချိန်မှာသင်ရဲ့ခန္ဓာကိုယ်ကအတိတ်တဖိတ်ဆက်ပြီးတော့အလုပ်လုပ်နေရပါတယ်ဒီအချိန်မှာအဖားမဝင်ဘူးသွေးသွင်းတကြားတက်တွေကလည်းတဖြည်းဖြည်းကျဆင်းလာတယ်အသေးကလည်းသင်ရဲ့အုံနောက်အသက်ရှင်ရုံအတွက်ပဲဖိုင်းအင်ကိုဆက်ပြီးတော့ထုတ်လွှတ်ပေးနေတယ်ဒါပေမဲ့တင်နိုးလာတဲ့အခါမှာတော့တင်းရဲ့ခန္ဓာကိုယ်ကခုနလိုတိတ်တဖိတ်အဆင့်ရနေပြီးတော့အလုံးလုံးတဲ့အဆင့်ကိုကူးပြောင်းဖို့အဆင့်တင်ဖြစ်နေရပါမယ်။ဒီအခါမှာအင်ဂျင်တွေကနိုးလာတယ်ဆိုပေမဲ့လောင်ဗာဗီကတစ်ဖက်မှမရှိသေးတဲ့ပုံစံမျိုးဖြစ်နေပါတယ်။မနက်ဖာဆိုတာကဒီတိုင်းအဖတသက်မဟုတ်ပဲနဲ့တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖပြီးတော့အလုံးလုံးဖို့အချက်ပေးလိုက်တယ်လို့ပါပဲ။ကယ်လိုရီတွေဖပြီးလောင်ကျွမ်းဖို့အုံနောက်ကိုနှိုးဖို့သွေးတွင်းတခြားတက်တွေထိန်းကြီးဖို့ဟော်မုန်းတွေကိုထိန်းညှိပေးဖို့တနေ့တာလုံးအတွက်စွမ်းအင်ထုံးလွှတ်ပေးဖို့အတွက်အချက်တွေပေးလိုက်တယ်လို့မျိုးဖြစ်ပါတယ်။ဒီအချက်ပေးချက်မရှိဘူးဆိုရင်တင်းရဲ့ခန္ဓာကိုယ်ကအဆင်ပြေတယ်လို့ပဲအဖလိုဖာလုပ်နေရမှာဖြစ်ပြီးတော့ဒါကတကယ်တမ်းကောင်းတဲ့လက္ခဏာလည်းမဟုတ်ပါဘူး။မနက်ဖာကိုကြော်သွားတဲ့အခါမှာဘာတွေဖြစ်နိုင်လဲဆိုတာကိုကြည့်လိုက်ရအောင်။ဒီလိုမြင်ကြည့်လိုက်ပါတင်မနဲ့နိုးလာတယ်အလောတကြီးနဲ့အပြင်ထွက်တယ်ဘိုက်ထဲမှာဘာမှမရှိဘဲနဲ့ကော်ဖီတောက်တယ်ပြီးတော့ငါဘိုက်မဖာသေးဘူးနောက်မှဖာမယ်ဆိုပြီးတော့ကိုပြောလိုက်တယ်ပေါ့အစာပိုင်းမှာတော့အဆင်ပြေတယ်လို့ဖြစ်တဲ့ဆိုပေမဲ့နောက်ွယ်မှာဖြစ်နေရရှိပါတယ်နံပါတ်1ကတော့စိတ်ဖိစီးရဲ့အခါမှာထွက်လာတဲ့ cortisol ဟော်မုန်းတွေတက်လာမျိုးဖြစ်ပါတယ်တင်းရဲ့ cortisol ဟော်မုန်းတွေကအချက်ပေးအော်တန်လိုပဲထိုးတက်သွားတယ်မနက်ခင်းမှာဒီဟော်မုန်းမြင့်နေရဆိုတာကပုံမှန်ဆိုပေမဲ့မနက်ဖာကိုကြော်လိုက်တဲ့အခါမှာဒီဟော်မုန်းတွေကလူရာထပ်ပို့ပြီးတော့မြင့်တက်လာပါတယ်ဒီအခါမှာတင်းအနေနဲ့ဖိတ်တိုးလွယ်တာစိုးရိမ်စိတ်များတာတွေနဲ့အုံနောက်မကြည်လင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်နံပါတ်2ကတော့သွေးတွင်းတကြားတက်ကျလာတာပါဒီအခါမှာတင်ကခြေတုံလက်တုံဖြစ်လာမယ်ပင်ပန်းလာမယ်အာယုံဖိုက်လို့မရတော့ဘဲနဲ့နောက်ပိုင်းမှာတကယ်အဖားဖားတဲ့အချိန်မှာလိုရာထက်ပိုပြီးအချိုတွေကိုဖားကျင်ဖိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်မနက်ဖာဖားတဲ့သူတွေကမှတ်ဉဏ်အာယုံဖူးဖိုက်မှုနဲ့ပြဿနာဖြေရှင်းနိုင်ဖက်တွေမှာပိုကောင်းတယ်ဆိုပြီးတော့သူတည်တနာတွေကဖော်ပြထားပါတယ်အထူးသဖြင့်ကလေးတွေမှာဆိုရင်မနက်ဖာကြော်လိုက်တာကသူတို့ရဲ့စာတင်ကြားနိုင်ဖန်ကို20%လောက်အထိကျဆင်းစေတယ်လို့ဖော်ပြထားပါတယ်နံပါတ်4ကတော့ဇီဝကမ္မဖြစ်စေ metabolism တွေရှုပ်ထွေးသွားတာပါတင်းရဲ့ခန္ဓာကိုယ်ကတင်းအစာငတ်နေရလို့ထင်သွားပြီးတော့စွမ်းအင်ချေတာဖို့အတွက်ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်တွေကိုနှေးကွေးစေပါလိမ့်မယ်ဒါကြောင့်မို့လို့မနက်ဖာကြော်တာကဝိတ်ကြဖို့အတွက်အထောက်အကူဖြစ်စေတာမဟုတ်ဘဲနဲ့ပိုတော်မှဝိတ်ကြတာကိုနှေးကွေးသွားစေနိုင်ပါတယ်နံပါတ်5ကတော့နေ့လယ်ပိုင်းမှာအဖားတွေအရန်တောင့်တလာတာပါနေ့လယ်ရောက်တဲ့အခါမှာသင်ခန္ဓာကိုယ်ကစွမ်းရည်အမြင်ရဖို့အတွက်အချိုတွေအစီတွေနဲ့အဖားအစာမြောက်များကိုတောင်းဆိုပါလိမ့်မယ်အဲဒါကြောင့်မလို့ညနေ3နာရီလောက်မှာဘာလို့သင်အဖားတွေအများကြီးစားကျင်တာလဲမဟုတ်ကတွေစားကျင်နေရလဲဆိုရင်ဒါကတော့သင်မနက်ဖာကြော်ခဲ့တဲ့အကျိုးဆက်တစ်ခုဖြစ်နိုင်ပါတယ်တင်းရဲ့ခန္ဓာကိုယ်ကလည်းဖုန်းဘက်ထရီနီးနေတဲ့လိုမျိုး20% off battery နဲ့အလုပ်လုပ်နေရတယ်လို့မျိုးဖြစ်နေစီမှာပါမနက်10နာရီအစည်းအဝေးခန်းထဲမှာတင်ပိုက်ဖာလာမယ်အာယုဖူးဖိုက်လို့မရတော့ဘူးအုံနောက်ကလည်းဆက်ပစ္စည်းအဟောင်းကြီးလိုမျိုးထင်နေမယ်ဒါကတင်းမှာမှားယွင်းနေလို့တခုမဟုတ်ပါဘူးတင်းရဲ့အုံနောက်ကလောင်ဗာဖီမရှိလို့ဖြစ်နေတာပါ
ဖုန်းဘက်ထရီညီနာတဲ့အခါမှာဖုန်းပူလာတယ်လို့မျိုးအရာအလုံးနှိကွေးသွားတယ်လို့မျိုးပေါ့မနက်ဖာကအဲ့လိုမျိုးမဖြစ်အောင်အဓိကကာကွယ်ပေးထားပါတယ်လူတွေကဘိုက်မဖာသေးဘူးလို့ဆင်ញင်ပေးတတ်ကြပေမဲ့တကယ်တမ်းတင်းရဲ့ခန္ဓာကိုယ်ကတော့ဖာလောင်နေပါပြီ။တင်ကမနက်ဖာကိုနှစ်နဲ့ကြည့်ပြီးတော့ကြော်လာတယ်ဆိုရင်တင့်ခန္ဓာကိုယ်ကဒီဖိအားဒဏ်တွေကိုတိတ်တဖိတ်ခံယူဖို့အကျင့်ဖြစ်လာပေမဲ့တကယ်တမ်းအတွင်းပိုင်းမှာတော့ထိခိုက်မှုတွေကဆက်ပြီးဖြစ်နေတော့မှာပဲ။အဲ့တော့မနက်ဖာဘာတွေစားတင်တယ်လဲကြည့်လိုက်ရအောင်မနက်ဖာဖူရာကအရင်ခန်းခန်းနာနာကြီးပြင်ဆင်ပြီးချက်ပြုတ်နေဖို့လည်းမလိုပါဘူးအဓိကကတော့၃ချက်ပါရင်ရပါပြီပရိုတင်းရဲ့အမြင့်ဓာတ်ဒါမှမဟုတ်ကာဘိုဟိုက်ဒရိတ်ရဲ့ကျန်းမာတဲ့အဆီလို့ခေါ်တဲ့ healthy fats တွေရဲ့ပါပရိုတင်းဓာတ်အတွက်ဆိုရင်တော့ကြက်ဥတွေဒိန်ဂျင်တွေပြီးတော့ peanut butter တွေစားလို့ရပါတယ်ဒါတွေကတင့်ကိုဗိုက်ပြည့်စေပြီးတော့စွမ်းအင်ကိုလည်းတည်ငြိမ်စေပါတယ် fiber တွေနဲ့ carbohydrate အတွက်ဆိုရင်တော့ဂျုံ oats တွေပါမုတ်ဂျမ်းတွေနဲ့ငှက်ပျောသီးတွေကိုစားလို့ရပါတယ်။ဒါတွေကအုံနောက်အတွက်မှာကြာရှည်ခံစွမ်းအင်ကိုလည်းပေးစေနိုင်ပါတယ်။ healthy fats အတွက်ဆိုရင်တော့အဖေအဖန်တွေထောပတ်သီးတွေစားလို့ရပါတယ်။ဒါကလည်းအုံနောက်ကိုထက်မြက်စေပါတယ်။ဒါဆိုရင်တော့မနက်ဖာကတင့်ရဲ့အုံနောက်ဟော်မုန်းနဲ့ကိုယ်လေးချိန်ပေါ်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကြည့်လိုက်ရအောင်နံပါတ်1ကတော့တင့်အုံနောက်က glucose နဲ့အဓိကလည်ပတ်နေတာဖြစ်ပါတယ်တင်းရဲ့ခန္ဓာကိုယ်ကထုတ်လွှတ်တဲ့စွမ်းအင်ရဲ့20%လောက်ကိုအုံနောက်ကသုံးစွဲပါတယ်မနက်ဖာကအုံနောက်အတွက်လက်ဆက်တဲ့လောင်စာတွေကိုဖြည့်ပေးလိုက်တယ်လို့မျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့မနက်ဖာစားတဲ့အခါမှာမှတ်ဉဏ်တွေဆုံးဖြတ်ချက်ချနိုင်စွမ်းတွေနဲ့တုံ့ပြန်မှုအရှိန်တွေစိတ်ခံစားချက်တွေပိုပြီးကောင်းလာတာမျိုးဖြစ်ပါတယ်။တင်းရဲ့အုံနောက်ကဘာမှလုပ်မရတဲ့ potato မှုကနေပြီးတော့စွမ်းဆောင်ရည်မြင့်တဲ့ high performance mode ကိုအစိမ့်မြင့်လိုက်တယ်လို့မျိုးဖြစ်စေပါတယ်။နံပါတ်2ကတော့ဖာလောင်မှုဟော်မုန်းတွေကိုထိန်းညှိပေးပါတယ်။တင်းရဲ့ဖာလောင်မှုကိုအဓိကထိန်းချုပ်တဲ့ဟော်မုန်းတစ်ခုခန္ဓာကိုယ်မှာရှိပါတယ်။ဘိုက်ဖာဘီလို့ပြောတဲ့ဟော်မုန်း ghrelin နဲ့ဘိုက်ပြည့်ဘီလို့ပြောတဲ့ leptin ဆိုတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။တင်ကမနက်ဖာကိုကြော်လိုက်တဲ့အခါမှာ ghrelin ဟော်မုန်းတွေကတက်လာပြီးတော့ leptin ဟော်မုန်းတွေကျသွားပါတယ်။ဒါကတင်ရဲ့စိတ်တွေဘလောက်ပဲခိုင်မာနေပါစေဘလို့ပဲဆုံးဖြတ်ချက်ချတာပါစေနေ့လယ်ပိုင်းမှာအဖားဖာတွေကိုအလွန်ကျွံစားမိတော့မဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။နံပါတ်3ကတော့ ဇီဝကမ္မဖြစ်စဉ် metabolism တွေကိုဖော်ဖော်ဖတ်တင်ပေးပါတယ်။မနက်ဖာစားခြင်းဟာတင်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုစီးချက်တတ်မှတ်ပေးပါတယ်။တင်းရဲ့ခန္ဓာကိုယ်ကအခုနေ့ဘက်ရောက်ပြီးအစီတွေဖပြီးနောက်ကျွမ်းရတော့မယ်ဆိုပြီးအချက်ပေးလိုက်တယ်လို့ပါပဲတင်းရဲ့ခန္ဓာကိုယ်မှာမနှက်ဖာမစားထားဘူးဆိုရင်ဇီဝကမ္မဖြစ်စဉ်တွေကကမောက်ကမဖြစ်ပြီးတော့ခန္ဓာကိုယ်ရဲ့ metabolism တွေကလည်းနှိကွေးသွားစေနိုင်ပါတယ်နံပါတ်4ကတော့ဖိတ်ခံစားချက်ကိုပိုပြီးတည်ငြိမ်စေတာဖြစ်ပါတယ်သူရင်းတခြားတက်တွေတည်ငြိမ်ပြီးတော့ဖိတ်ခံစားချက်တွေလည်းတည်ငြိမ်စေပါတယ်မနှက်ဖာကိုကြော်လိုက်တဲ့အခါမှာဖိတ်ခံစားချက်တွေက roller coaster စီးနေရတယ်လို့မျိုးပဲအတက်အကျကျန်းနေပါလိမ့်မယ်ဘိုက်စားတဲ့အခါမှာလူတွေကဘာလို့အသေးဖွဲလေးရဖပြီးတော့သာထွက်နေကြလဲဆိုတာကအဖြေရတာပါပဲချို့တွေကဒါကိုပေါင်းပြီးတော့ hungry ဆိုပြီးတော့ပြောတတ်ကြပါတယ်အထူးခြားဆုံးချက်ကတော့တင်ကအတဖားဖာအမြောက်များဖပေးဖို့လည်းမလိုပါဘူးထူးထူးခြားခြားချက်ပြုတ်နေစရာလည်းမလိုပါဘူးတကူးတကကြီးပြင်ဆင်နေစရာမလိုပါဘူးအဓိကကတော့တင်ရဲ့မနက်ခင်းကိုကောင်းကောင်းမွန်မွန်စတင်နေဖို့အတွက်တင်ရဲ့ခန္ဓာကိုယ်ကိုလောင်စာဖြည့်တင်းဖို့ပဲလိုတာပါစက္ကန့်60လောက်ပဲအချိန်ပေးရတဲ့လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့မနက်စာတွေကတော့တင်းရဲ့ခန္ဓာကိုယ်ကိုစွမ်းအင်တွေဖြည့်တင်ပေးနိုင်ပါတယ်။ဥပမာပြောရရင်ငှက်ပျောသီးတစ်လုံးနဲ့ peanut butter တွဲစားတာမျိုး danger nut oats တွဲစားတာမျိုးကြက်ဥပြုတ်တစ်လုံးနဲ့အသီးနှံတစ်မျိုးမျိုးဒါမှမဟုတ်ရင်အသီးနှံဖြော်ရည် smoothie တွေတောက်တာမျိုးထောပတ်သီးနဲ့ဂျုံချမ်းပါမှုစားတာမျိုးပေါ့ဒီလိုတင်းငယ်တဲ့အပြောင်းလဲလေးတစ်ခုဟာတင်းရဲ့စွမ်းအင်တွေဖိတ်ခံစားချက်နဲ့အာရုံဖူးဖိုက်မှုတွေအစာတောင်းတမှုဇီဝကမ္မဖြစ်စဉ်နဲ့ရေရှည်ကျန်းမာရေးကိုအလုံးပြောင်းလဲပေးသွားနိုင်မှာပါမ
နက်ဖာကြော်လိုက်တာကဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့တင့်ခန္ဓာကိုယ်ကတော့တနေ့ကုန်အဲ့ဒီအတွက်ပေးဖက်နေရတာပါသွေးရင်းတကြားတက်ကြတာကနေပြီးတော့ဖိတ်ခံစားချက်မတည်မငြိမ်တာအဖားအတော့အလွန်ဖားမိရတွေအထိအကျိုးဆက်တွေကတော့ဖြစ်လာစေနိုင်ပါတယ်တင့်အုံနောက်ကလောင်စာရှိမှပို့အလုပ်လုပ်နိုင်တယ်လို့တင့်ဟော်မုန်းတွေကလည်းဖီချက်မှန်မှပို့ပြီးတော့ကောင်းပါပါတင့်ခန္ဓာကိုယ်ကလည်းဟန်ချက်ညီမှပို့ပြီးတော့ဖန်ဖာကြီးကောင်းစေနိုင်ပါတယ်မနက်ဖာကပြီးပြည့်စုံနေဖို့မလိုပါဘူးဖားမိနေဖို့ပဲလိုတာပါမနေ့ပြန်မနေ့ကဖာပြီးတော့ဒီရိုးရှင်းတဲ့အလေးကျင့်လေးတွေကိုလုပ်ကြည့်ပါဒါဟာတင့်ကျန်းမာရေးအတွက်အဆင့်အမြင့်ဆုံးပြောင်းလဲမှုတစ်ခုဖြစ်လာပါလိမ့်မယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေရဆိုရင်ဒီဗီဒီယိုကို like and subscribe လုပ်ပေးတော့ပါအောင်နော်